ဒီနေ့မနေ့မှာ၄ခွက်ပေါက်တလို့ပဲပေါ့နော်ကျွန်တော်ဒီတောက်ကြအပိတ်12နာရီအတွက်ကိုလည်း12နာရီ10မိနစ်အတွင်းမှာ၄ခွက်ပေါက်တဲ့ site ကလေးကိုတင်ပြီးတော့မှဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဗျ။တစ်စိမ့်ချင်းပြမှာဖြစ်လို့ပေါ့နော်ကြော်လုံးဝကြော်မကြည့်ပါနဲ့ဗီဒီယိုက3မိနစ်လောက်ပဲကြာမှာဖြစ်ပါတယ်။ Okay ဒါဆိုတော့ကျွန်တော်စလိုက်အောင်ဗီဒီယိုလေးမစတင်ခင်မှာတော့ channel လေးကို like and subscribe လေးမနှိပ်ရသေးဘူးဆိုရင် like and subscribe လေးတယောက်တစ်ချက်နှိပ်ခဲ့ကြအောင်တောင်းဆိုပါတယ်။ဒါဆိုရင်တော့ကျွန်တော်စလိုက်အောင်ပေါ့နော်။ဒီ3လုံးပေါင်းချင်းဒီခွန်ရဲ့ပါဝါဒီနဲ့2ခွန်ဆိုတာဒီ4နဲ့လို့ပေးထားတယ်ဒီ3လုံးပေါင်းချင်းဒီ1ရဲ့ပါဝါဒီ6 16ဆိုတာဒီ36လို့ပေး6ကြီးပေးထားတယ်ပေါ့နော်ကျွန်တော်ဒီ3လုံးပေါင်းချင်းဒီ3ရဲ့ပါဝါဒီ8 38ဆိုတာဒီ8တက်လို့ပေးထားတယ်ဒီ3လုံးပေါင်းချင်းဒီ9ရဲ့ပါဝါဒီ3 9 3ဆိုတာဒီ25လို့ပေးထားတယ်ဒီ3လုံးပေါင်းကြီးဒီ8ရဲ့ပါဝါဒီ38ဆိုပြီးတော့ဒီမှာ30လို့ရေးပေးထားတယ်ဒါကြောင့်မလို့အပိတ်လေးရဲ့12နာရီပွဲစဉ်မှာကျွန်တော်ဘာဖြစ်လာမလဲသူ့ဆိုင်လေးတိုင်းသွားကြည့်မယ်ပေါ့နော်သူ့ဆိုင်လေးတိုင်းဆိုဒီ3လုံးပေါင်းကြီးဒီ1ရဲ့ပါဝါဒီ6 16ပေါ့နော်သူ့ဆိုင်အတိုင်းမပြစ်ဘူးဆိုရင်ဒီ16ဆိုတဲ့အကောင်လေးကဒီမှာလာညှိမယ်ပေါ့နော်ဒါဆိုရင်တော့16နဲ့လည်းပွဲမဲ့ပေးသေးဘူးဆိုတော့ကျွန်တော်တို့ကသူနဲ့တွဲမဲ့အကောင်လေးကိုသူ့ဆိုင်လေးတိုင်းရှာမယ်ပေါ့နော်ဒီနှလုံးပေါင်းကြီးဒီ1ရဲ့ပါဝါဒီ6 16ဆိုတာဒီ36လို့ပေးထားတယ်ဒီ3ဒီ6နှလုံးပေါင်းကြီးဒီ6ရဲ့ပါဝါဒီ16ဆိုတာဒီ8တက်လို့ပေးထားတယ်ဒီ4ဒီ1နှလုံးပေါင်းကြီးဒီ9ရဲ့ပါဝါဒီ3 9 3ဆိုတာဒီ25လို့ပေးထားတယ်ဒီ3ဒီ9နှလုံးပေါင်းချင်းဒီ9ရဲ့ပါဝါဒီ3 9 3ဆိုတာဒီ30လို့ပေးထားတယ်ဒါဆိုရင်သူ့ဆိုင်အတိုင်းဆိုရင်ဒီ8ဒီ3ပေါ့နော်နှလုံးပေါင်းချင်းဒီ8ရဲ့ပါဝါဒီ3 38ဆိုတာဒီသူ့ဆိုင်အတိုင်းခွင်းကြအတိုင်းလာအောင်မယ်ဆိုတော့38လို့ပေးမှာပေါ့နော်ဒါဆိုရင်ခုနရခဲ့တာဒီ16ဖြစ်တယ်ခုရခဲ့တာဒီ38ပေါ့နော်ဒါကျွန်တော်တို့ကကတ်လိုက်မယ်ဆိုရင်ဒီမနေ့ပေါက်ခဲ့တယ်လို့ကဏ္ဍ၄ခွက်ထဲထွက်မှာဖြစ်ပါတယ်အခုကျွန်တော်ရဲ့မိတ်ဆွေကကဏ္ဍလေးလည်းနည်းနည်းများများလေးကစားတတ်တဲ့မိတ်ဆွေမျိုးဆိုရင်တော့1-6-3-8-2-4ဆိုတဲ့ကဏ္ဍ6လုံးပေါ့နော်ဒါခွေပြီးတော့မိတ်ဆွေမကြိုက်တာလေးတော့ခြံခဲ့ညီကိုတွေဖြစ်ဖြစ်ပါဝါတွေဖြစ်ဖြစ်ပေါ့နော်ခြံခဲ့ပြီးတော့ဒီ6လုံးခွေတွေကြိုက်တဲ့အကောင်လေးကိုဒီ12နာရီ10မိနစ်မှာကစားနိုင်တယ်